မိထီလာလေတပ်စခန်းဌာနချုပ်ကစစ်ဦးစီးရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ကနေအိမ်မှာဩဂတ်စ်လ22ရက်နေ့ညနေ6နာရီချိန်ကပါဆယ်ဘုံပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ကောင်းကင်ရံကနေအပြစ်မဲ့ပြည်သူတွေနဲ့တာသနိကအဆောက်အုံတွေအပေါ်ဘုံကျဲတိုက်ခိုက်ဖို့အမိန့်ပေးစီမံညွှန်ကြားမှုတွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးနေတဲ့ဒီစစ်ဦးစီးအရာရှိရဲ့နေအိမ်ထိတော်လှန်ရေးအင်အားစုတွေကဘာကြောင့်ပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့ရတာပါလဲ။နေပြည်တော်ကစစ်ဗိုလ်ချုပ်တွေရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာမြေပြင်ကပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုနေ့စဉ်နဲ့မျှချင်းချောက်နေချိန်မှာစစ်ပွဲရဲ့အကျိုးဆက်တွေဟာရန်ကုန်မြို့ပေါ်ကစစ်အရာရှိတွေရဲ့အိမ်တကားဝအထိတိုးဝင်လာနေပြီလားဆိုတာတွေးဆစရာဖြစ်လာပါတယ်။မိဘပြည်သူပြည်သက်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ။ဒီကနေ့အတွက်ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုတွေရဲ့အစအဦးမှာတော့ပြည်တွင်းပြည်ပကအရေးကြီးတဲ့သတင်းချက်လက်တွေကိုတင်ပြပေးကြပါမယ်။ပထမဆုံးအနေနဲ့ရခိုင်ပြည်နယ်တန်တွဲနယ်ဂွားမြို့နယ်တွေမှာစစ်ကောင်စီရဲ့ပြင်းထန်လာတဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတွေကြောင့်ငပလီမြို့ကစစ်ပေးဆောင်ပြည်သူတွေတိတ်ဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ကမိထီလာလေတပ်စခန်းဌာနချုပ်မှစစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့နေမှာပါဆယ်ဘုံပောက်ကွဲပြီး၎င်းရဲ့ကားနဲ့နေရင်ထိခိုက်ပျက်စီးသွားခဲ့ရတဲ့အခြေအနေစစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံရေးနဲ့စစ်ရေးအရအဘက်ဘက်ကကြာရှုံးနေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကနိုင်ငံတော်အင်အားစင်ကို90အထိတိုးချဲ့ပြီး၎င်းရဲ့စစ်ဗိုလ်ချုပ်တွေကိုနိုင်ငံတော်အစစ်နေရာတွေမှာအတင်းကျပ်ညှပ်ပေးလာတဲ့ကစားကွက်စကိုင်းတိုင်းဝက်လက်မြို့နယ်ကမ်းဖြူကြီးရွာတွင်ကိုစစ်ကောင်စီကလေကြောင်းနဲ့ရေကြောင်းပူးပေါင်းပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်29နှစ်အရွယ်ကိုစန်းထက်အောင်ဥကောင်းပိုင်းထိခိုက်ပြီးနေရာမှာတင်သေဆုံးခဲ့ရတဲ့ဝမ်းနည်းပွဲဖြစ်စဉ်ပဲခူးတိုင်းလက်ပံတန်းမြို့နယ်မှာတော်လိုင်းအင်အားစုတွေရဲ့စခန်းတီနေရာတွေကိုစုံစမ်းပြီးစစ်ကောင်စီထံ၄ချိန်တိုင်တိုင်ထွေထွေရွယ်ကရင်ပေးပို့ခဲ့တဲ့စမြောင်းဝန်ထမ်းတင်တိုင်ဆိုးကိုဖမ်းဆီးရမိပြီးနောက်အချုပ်ခန်းဖောက်ပြေးဖို့ကြိုးစားစဉ်ပြစ်ခတ်ဖမ်းဆီးရာကတေဆုံးသွားခဲ့တဲ့တဲ့မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်တွင်အောင်လံဘက်မှမောင်းနှင်လာသည့်စစ်ကောင်စီစစ်ကားနှစ်စီးကိုတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကပရိသာမိုင်းများဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်ကားတစ်စီးအပြင်းထန်ပျက်စီးခဲ့ရသည့်အခြေအနေရှမ်းပြည်နယ်မြောက်ပိုင်းနန့်ခမ်းမြို့နယ်ရှိကျေးရွာများတွင်တရုတ်စကားပြောလူစိမ်းများကဒေသခံများကိုကြိုတင်အသိပေးခြင်းမရှိဘဲလက်ဖက်ခြံများအတွင်ဝင်ရောက်ကမြေရှားတပ်တုစမ်းတပ်တူးဖော်မှုများပြုလုပ်နေခြင်းကြောင့်ဒေသခံပြည်သူများစိုးရိမ်ပူပန်နေကြသည့်တဲ့ငုံဝင်မြစ်ရေကာတာချိုးပေါက်မှုကြောင့်ဟေယဝေတိုင်းတွင်၃ပတ်ကျော်ကြာဖြစ်ပွားနေသည့်ရေဟေးပေးတင်မှုသည်အောက်ဖက်မြို့နယ်များအထိကျယ်ပြန့်လာပြီးရေကြီးမြို့တွင်လူငယ်တဦးရေစီးတဲ့မျောပါပျောက်ဆုံးနေသည့်အပြင်ကျုံပြောနှင့်ကျောင်းကုန်းမြို့နယ်များတွင်လည်းရေကြီးရေရှမ်းမှုများပုံမဆိုးရွားလာနေသည့်အခြေအနေတွေကိုတင်ဆက်ပေးသွားပါမယ်။ရန်ကုန်မြို့နယ်ခေါင်မင်္ဂလာတောင်ညွန့်မြို့နယ်က109လမ်းသို့မဟုတ်18လမ်းမှာရှိတဲ့လူနေအင်ဂျီတွေစီကနေဩဂတ်စ်လ22ရက်နေ့ညနေ6နာရီခန့်ကပြင်းထန်တဲ့ဘုံပေါက်ကွဲတံကြီးထွက်ပေါ်လာခဲ့ပါတယ်။ဤတိုက်ခိုက်မှုကိုမြို့ရပျောက်ကြားတပ်ဖွဲ့တွေကပါဆယ်ဘုံပို့ဆောင်ပြီးလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြစ်မှတ်ကတော့စစ်ကောင်စီရဲ့မိထီလာလေတပ်စခန်းဌာနချုပ်ကဒုတိယတန်းစစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းနဲ့၎င်းရဲ့ဇနီးဒေါ်မိုးမိုးဦးတို့ပိုင်ဆိုင်တဲ့နေအိမ်ဖြစ်ပါတယ်။ဗိုလ်မှူးစိုးသူရဝင်းဟာမိထီလာလေတပ်စခန်းဌာနချုပ်မှာစစ်ဗျူဟာတွေရေးဆွဲတာစီမံခန့်ခွဲတာနဲ့လေကြောင်းကနေဘုံကျဲဖို့ညွှန်ကြားတဲ့အမိန့်တွေကိုလက်တွေ့အကောင့်ထဲပေါ်ပေးနေတဲ့အဓိကစစ်ရေးတာဝန်ခံတဦးဖြစ်ပါတယ်။ဒီပောက်ကွဲမှုကြောင့်၎င်းတို့ပိုင်ဆိုင်တဲ့ကားတစ်စီးအပြင်နေအိမ်အဆောက်အုံရဲ့အစိပ်ပိုင်းတချို့ဘုံစတွေထိမှန်ပြီးပြင်းထန်စွာပျက်စီးသွားခဲ့ပါတယ်။လူထိခိုက်မှုအခြေအနေကိုတော့မြို့ပြပျောက်ကြားအဖွဲ့တွေကဆက်လက်စုံစမ်းပြီးထုတ်ပြန်သွားမယ်လို့သိရပါတယ်။ယခုကဲ့သို့ရန်ကုန်မြို့ပြရဲ့လုံခြုံရေးစီကိုဖောက်ထွင်းပြီးလေတပ်အရာရှိတဦးရဲ့အိမ်တကားဝအထိဝင်ရောက်တိုက်ခိုက်ရတဲ့အကြောင်းရင်းကတော့အင်မတန်ရှင်းလင်းပါတယ်။စစ်ကောင်စီလေတပ်ဟာနိုင်ငံတော်ဝန်ကအယက်သားပြည်သူတွေကိုလေကြောင်းကနေနေစဉ်နဲ့မျှရက်ဆက်စွာဘုံကျဲတိုက်ခိုက်နေပြီးပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုဖျက်ဆီးနေတာကြောင့်၎င်းတို့ကိုလက်စားချေတုံ့ပြန်တာဖြစ်တယ်လို့မြို့ပြပျောက်ကြားရဲဘော်တဦးကရှင်းပြပါတယ်။အထူးသဖြင့်ဩဂတ်လ22ရက်နေ့ကစကိုင်းတိုင်းမြောင်မြို့နယ်ကဘုံကြီးကျောင်းတစ်ကျောင်းကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဘုံကြီးကျောင်းအတွင်းတရားစခန်းဝင်ပြီးတရားပါဝင်တာပွားများနေကြတဲ့တက်ကြီးရွယ်အိုမျိုးသား10ဦးနဲ့အမျိုးသမီး3ဦးအပါအဝင်စုစုပေါင်းအပြစ်မဲ့ပြည်သူ14ဦးအစုလိုက်အပြုံလိုက်တိတ်ဆုံးခဲ့ရပြီးဒါဇင်နဲ့ချီတဲ့ပြည်သူတွေပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။လေထဲကနေအသားစီးယူပြီးတက်ကြီးဝါကြီးတွေနဲ့ကလေးငယ်တွေကိုအညှိုးတကြီးတပ်ဖြတ်နေတဲ့လေတပ်အရာရှိတွေရဲ့သတင်းအချက်အလက်တွေကိုမိမိတို့ပတ်ဝန်းကျင်မှာရှိနေရင်တော်လှန်ရေးအဖွဲ့တွေစီလျှို့ဝှက်စွာပေးပို့ကြဖို့မြေပြင်တော်လှန်ရေးရဲဘော်တွေကပြည်သူလူထုကိုတိုက်တွန်းနှိုးဆော်ထားပါတယ်။ရန်ကုန်မြို့ပေါ်ကစစ်ဗိုလ်ချုပ်တွေရဲ့မိသားစုတွေကအေဂျင့်စွာနေထိုင်နေကြတော့လဲ၎င်းတို့ကြောင့်အညာဒေသနဲ့ရခိုင်ပြည်နယ်ကပြည်သူတွေဟာနေ့စဉ်ဘုံမိုးရွာတဲ့တံကိုခံစားနေကြရတာကိုတုံ့ပြန်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေရဲ့ပြင်းထန်တဲ့အနေဟာရခိုင်ပြည်နယ်တန်တွဲနဲ့ခွားမြို့နယ်တွေစီကိုလည်းဦးတည်နေစေဖြစ်ပါတယ်။ဩဂုတ်လ22ရက်ညတကောင်ရအချိန်မှာတန်တွဲမြို့နယ်ငပလီမြို့ကိုတိုက်လေရင်8စီးအပါအဝင်စစ်ကောင်စီရဲ့လေရင်10စီးခန့်ကတနအီကြောကြောင်အဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ဤတိုက်ခိုက်မှုကြောင့်ငပလီမြို့အတွင်းစစ်ဘေးရှောင်နေကြတဲ့ရဲသားပြည်သူတို့တေဆုံးခဲ့ပြီး22ဦးခန့်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့အာရခတပ်တော် AA ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ဩဂတ်လ21ရက်နေ့ကလည်းတန်တွဲမြို့နယ်ညောင်ချောင်းချေးရွာကစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကျောင်းတွင်းမှာခိုလုံနေကြတဲ့စစ်ဘေးရှောင်ပြည်သူ9ဦးဒဏ်ရာရရှိခဲ့တယ်လို့အနီးနားကဘုံကြီးကျောင်းကိုထပ်မံတိုက်ခိုက်ခဲ့တာကြောင့်လည်းစစ်ဘေးရှောင်တို့ထပ်မံဒဏ်ရာရရှိပြီးဘုံကြီးကျောင်းဆောင်တွေနဲ့နေအိမ်တွေအပြင်းထန်ပျက်စီးသွားခဲ့ရပါတယ်။တစ်ဆက်တည်းမှာပဲအညာဒေသစကိုင်းတိုင်းဝက်လက်မြို့နယ်ဘက်ကိုကြည့်မယ်ဆိုရင်လည်းစစ်ကောင်စီရဲ့ရေကြောင်းနဲ့လေကြောင်းပူးပေါင်းပြီးကြမ်းဖက်မှုကြောင့်အပြစ်မဲ့အရက်သားတအုပ်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။ဩဂုတ်လ21ရက်နေ့က ARD မြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့စစ်ကောင်စီရဲ့တင်မောအုပ်စုဟာမြစ်ကမ်းဘေးတစ်လျှောက်ကကြေးရွာတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်ခဲ့တယ်လို့တပြိုင်နက်တည်းမှာပဲစစ်ကောင်စီရဲ့တိုက်လေရင်တွေကပါကံပြူကြေးရွာအတွင်ကိုပြင်းထန်စွာဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။လေကြောင်းကနေပစ်ချလိုက်တဲ့ဘုံသီးတွေဟာအရက်သားပြည်သူတွေနေထိုင်တဲ့နေအိမ်တွေပေါ်ကိုတက်တဲ့ကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်အသက်29နှစ်အရွယ်ကိုစန်းထက်အောင်ဟာဥကောင်းပိုင်းပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိပြီးနေရာမှာတင်သေဆုံးခဲ့ရပါတယ်။၎င်းအပြင်အခြားကြေးရွာသူကြေးရွာသားအများပြားလဲပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ယခုအချိန်ထိစစ်ကောင်စီရဲ့တင်မောအုပ်စုဟာမြေကြောင်းတိုင်းအထက်ပိုင်းကိုဆက်လက်ဆန်တက်နေဆဲဖြစ်တာကြောင့်မြေကမ်းတစ်လျှောက်နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ဘေးအန္တရာယ်ကိုအထူးသတိပြုကြဖို့ဒေသတွင်းသတင်းရင်းမြစ်တွေကအေဘော်တတိပေနိုးဆော်ထားပါတယ်။မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်ဘက်ကိုလက်ကြည့်ရရင်တော့ရန်ကုန်မန္တလေးအမှတ်2ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာစစ်ကောင်စီရဲ့ရင်နံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ဩဂတ်လ20ရက်နေ့မနက်7:00နာရီဝန်းကျင်အချိန်မှာမကွေးတိုင်းအောင်လံမြို့နယ်ဘက်ကနေတောင်တွင်းကြီးမြို့နယ်ဘက်ကိုဦးတီမောင်းနှင်လာတဲ့စစ်ကောင်စီစစ်ကား2စီးကိုပြက်ချောင်းကျေးရွာနဲ့စက်ခိုင်ကျေးရွာကြားမှာဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ဒေါရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး DLF တို့ကပရိတာမိုင်းတွေနဲ့စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။အချိန်နဲ့မောင်းနှင်လာတဲ့စစ်ကား2စီးတက်တဲ့ကိုမိုင်းပေါက်ကွဲမှုပြင်းပြင်းထန်ထန်ထိမှန်သွားခဲ့ပြီးရင်းတစ်စီးလုံးလမ်းဘေးကအကာအကွယ်တုံးကိုတိုက်မိကပျက်စီးသွားခဲ့ပါတယ်။ဒီပေါက်ကွဲမှုကြောင့်ကားပေါ်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအများပြားထိခိုက်ဒေဆုံးနိုင်ခြင်းရှိတယ်လို့တောင်တွင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကပြောကြားထားပါတယ်။စကိုင်းတိုင်းအတွင်းကမြေပြင်စစ်ရေးသတင်းထောက်လှမ်းမှုကွန်ရက်တွေစီကစိတ်မကောင်းစရာသတင်းတစ်ခုရရှိထားပါတယ်။တော်လိုင်းရေးအင်အားစုတွေရဲ့လှုပ်ရှားမှုသတင်းတွေကိုလိုက်လံစုံစမ်းပြီးတာယာဝတီရဲတပ်ဖွဲ့နဲ့ဓာတ်ရိုက်ချိတ်ဆက်ကစစ်ကောင်စီထံလျှို့ဝှက်သတင်းပေးပို့နေတဲ့စေမြောင်းဝန်ထမ်းတို့ကိုလက်ပံနိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဖမ်းဆီးရမိခဲ့ပါတယ်။အသက်43နှစ်အရွယ်တင်တိုင်ဆိုးခတ်တင်ဆိုးအမည်ရှိတဲ့ဒီသတင်းပေးတလန်ဟာတော်လိုင်းရေးရဲဘော်တွေရဲ့စခန်းတင်နေရာတွေနဲ့တွာလာလှုပ်ရှားမှုတွေကိုစစ်ကောင်စီထံ၄ချိန်တိုင်ကြားခဲ့မှုကြောင်းဝန်ခံထွက်ဆိုထားပါတယ်။သို့တော်လည်းဩဂုတ်လ18ရက်နေ့ညပိုင်းမှာတော့အဆိုပါသတင်းပေးတင်တိုင်ဆိုးဟာဟန်စီထိမိခံထားရတဲ့အချုပ်ခန်းကိုဖောက်ထွက်ပြီးထွက်ပြေးဖို့ကြိုးစားခဲ့တာကြောင့်တာဝန်ကျရဲဘော်တွေကပြစ်ခတ်ဖမ်းဆီးရာကနေနေရာမှာတင်ပေဆုံးသွားခဲ့တယ်လို့လက်ပံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကအတည်ပြုရှင်းလင်းထားပါတယ်။တစ်ဖက်မှာတော့စကိုင်းတိုင်းမြင်းမူနယ်မုံရွာလမ်းပိုင်းမင်းမိုးမင်းကြီးကျေးရွာမှာရှိတဲ့စစ်ကောင်စီအထိုင်စခန်းကိုစကိုင်းတိုင်းကတော်လန်ရေးထောက်လန်ရေးရဲဘော်တို့တနက်တလက်နဲ့အတူဗတ်ပြောင်းခိုလုံသွားခဲ့တဲ့သတင်းတစ်ခုထွက်ပေါ်လာပါတယ်။ဗတ်ပြောင်းသွားသူကတော့မြင်းမူနဲ့မြောင်မြို့နယ်အတွင်းသတင်းနဲ့ထောက်လန်ရေးတာဝန်တွေကိုယူထားတဲ့မွေဟောက်ဆိုသူဖြစ်ပြီး၎င်းဟာဩဂုတ်လ19ရက်နေ့ကစစ်ကောင်စီအထိုင်စခန်းစီကိုလက်နက်ပါယူဆောင်ပြီးပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။နောက်တရက်မှာတော့၎င်းဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူအလက်ကဘာကျေးရွာအတွင်းမှာကားနဲ့ချက်ကိလာနေအောင်တွေ့ရှိခဲ့ရပါတယ်။အလိဘဘာကြီးရွာဟာမြောင်နဲ့မြင်းမုန်နယ်ဆက်လှုပ်ရှားမှုတွေအတွက်စစ်ရေးအရချက်ချကြတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့လုံခြုံရေးအရစခန်းတွေနဲ့လှုပ်ရှားနယ်မြေတွေကိုအရေးပေါ်ရွှေ့ပြောင်းနေကြရပါတယ်ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းကိုင်မြို့နယ်အတွင်းမှာတော့ရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS တပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့အကြားဩဂုတ်လ22ရက်နေ့နေ့လယ်ပိုင်းကတိုက်ပွဲတစ်ခုစတင်ဖြစ်ပွားခဲ့ပါတယ်။ဗိုလ်ကြီးတန်တိုင်သို့မဟုတ်တန်းတိုင်ဦးစီးတဲ့စစ်ကောင်စီရဲ့ခမရ301သို့မဟုတ်301တပ်ရင်းနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ RCSS တပ်ဖွဲ့တွေလှုပ်ရှားရာတောတွင်းဒေသဘက်ကိုကျူးကျော်ဝင်ရောက်နေမြေရှင်းလင်းဖို့ကြိုးစားရာကနေနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မိနစ်20ခန့်ကြာမြင့်ခဲ့တဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဘက်က6ဦးသေဆုံးခဲ့ပြီးတဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကအထိနာသွားတဲ့စစ်ကောင်စီတပ်တွေဟာနောက်ပြန်ဆုတ်ခွာသွားခဲ့ပြီးနောက်လှုပ်ရှားရာဒေသတွေစီကိုလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်ခဲ့ပါတယ်။ RCSS အဖွဲ့ဟာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီနဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးမှုတွေရှိထားတာကြောင့်တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နေပါခဲ့တော့လဲယခုကဲ့သို့စစ်ကောင်စီတပ်တွေကနယ်မြေကျော်လွန်ဝင်ရောက်လာတာဟာဒေသတွင်းမှာအာဏာပြချင်တဲ့သဘောနဲ့ရန်စတဲ့လုပ်ရဖြစ်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ထားပါတယ်။
ရခိုင်ပြည်နယ်စစ်တွေမြို့နယ်အတွင်းကဗျိုင်းဖြူကျေးရွာစီကိုလှည့်ကြည့်မယ်ဆိုရင်တော့လူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေရဲ့ဆိုးရွားလာတဲ့ငရေကန်တစ်ခုကိုတွေ့မြင်နိုင်ပါတယ်။2024ခုနှစ်မေလ29ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား200ခန့်ဟာအလုံးရင်းနဲ့ဗျိုင်းဖြူကျေးရွာကိုဝိုင်းပတ်ပြီးရွာသားတွေကိုစုဝေးခိုင်းခဲ့ပါတယ်။၎င်းနောက်အမျိုးသားတွေရဲ့မျက်လုံးတွေကိုစီးနှောင်လက်နောက်ပြန်ကျိုးတုပ်ပြီးရွာစုံကိုခေါ်ဆောင်သွားခဲ့ပါတယ်။အမျိုးသမီးတွေနဲ့ကလေးတွေကိုတော့လမ်းပေါ်မှာထိုင်ခိုင်းထားခဲ့ပါတယ်။အသက်ရှင်ကျန်ရစ်သူ9ဦးရဲ့ပြန်လည်ပြောပြချက်အရ၎င်းညမှာအမျိုးသားတွေနှိပ်စက်ခံရလို့အော်ဟစ်တန်တွေနဲ့အတူည8နာရီကနေနောက်တနေ့မနက်4နာရီထိတနက်တန်တွေအဆက်မပြတ်ကြားခဲ့ရပါတယ်။မိုးလင်းတဲ့အခါရွာစုံကတင်ချိုင်းစီကနေမိခိုးတွေထွက်လာတာကိုမြင်တွေ့ခဲ့ရပြီးရွာသားအများပြားကိုတပ်ဖြတ်ကာအလောင်းတွေကိုမိရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ဗျိုင်းဖြူရွာဖြစ်စဉ်အတွင်းမှာအနည်းဆုံးရွာသား80ဦးအစုလိုက်တွေ့လိုက်တပ်ဖြတ်ခံခဲ့ရပြီးအမျိုးသား800ခန့်ဖမ်းဆီးခံခဲ့ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတန်တရားရှိတဲ့ရွာသား17ဦးကိုတိကျခွဲထုတ်ပြီးတန်ကြိုးတွေနဲ့ရိုက်နှက်နှိပ်စက်ကတနက်နဲ့ပစ်တက်ခဲ့ပါတယ်။၎င်းတို့တဲက4ဦးဆိုရင်တနက်နဲ့မပစ်ခင်ကတည်းကရိုက်နှက်ခံရတဲ့ဒဏ်ကြောင့်သတိလစ်နေခဲ့ပြီဖြစ်ပါတယ်။ရင်းငက်လို့ရေတောင်းတဲ့ရွာသားတွေကိုစစ်သားတွေရဲ့ကြီးငယ်ရည်တွေကိုအဓမ္မတောက်ခန့်ခဲ့ပြီးညှဉ်းဆန်တဲ့သူတွေကိုတနက်တင်တွေနဲ့ရိုက်နှက်ခဲ့ပါတယ်။အသက်18နှစ်အရွယ်လူငယ်တူလည်းဒီရက်ဆက်မှုတွေကိုမြင်တွေ့ခဲ့ရပါတယ်။မေလ30ရက်နေ့ညပိုင်းမှာလည်းစိတ်ပိုင်းဆိုင်ရာမတန်ဆွမ်းတဲ့အမျိုးသမီးတူကိုစစ်သား4ဦးကအုပ်စုဖွဲ့ပြီးအာဓမ္မပြုကျင့်ခဲ့တယ်လို့အမျိုးသမီးတွေနဲ့ကလေးတွေကိုနေပူထဲမှာ2ရက်နီးပါးထိုင်ခိုင်းထားပြီးနေအိမ်တွေကိုလူရက်ဖျက်ဆီးခဲ့ပါတယ်။၎င်းနောက်မေလ31ရက်နေ့မှာအမျိုးသမီးတွေနဲ့ကလေးတွေကိုစစ်တွေမြို့ပေါ်ကဘုံကြီးကျောင်းတွေစီရွှေ့ပြောင်းခဲ့ပြီးအမျိုးသား600ကနေ650ခန့်ကိုစစ်တွေအခြေစိုက်စခန်းစီဖမ်းဆီးသွားပြီးထပ်မံနှိပ်စက်ကစစ်တွေထောင်ကိုပို့ဆောင်ခဲ့ပါတယ်။ထောင်တွင်းမှာလည်းတပတ်အတွင်းမှာနှိပ်စက်ခံရတဲ့ဒဏ်ကြောင့်အမျိုးသား2ဦးထပ်မံသေဆုံးခဲ့ပါတယ်။လက်ရှိမှာဗျိုင်းဖြူရွာသားအနည်းဆုံး400ခန့်ဟာစစ်တွေကနေထွက်ပြေးလွတ်မြောက်ခဲ့ပြီးဟာရခတ်တပ်တော်ထိန်းချုပ်တဲ့ရသေးတောင်နဲ့ပုံနာကျွန်းမြို့နယ်တွေကစစ်ဘေးရှောင်စခန်းတွေမှာခိုလုံနေကြရပါတယ်။တရင်ရင်းမြစ်တူဖြစ်တဲ့ဒေသခံအမျိုးသမီးတူကကျမတို့အရာအလုံးဆုံးရှုံးခဲ့ပါပြီ။စစ်တွေလွတ်မြောက်ပြီးမှသာလျှင်ကျမတို့ရွာကိုပြန်နိုင်မယ်လို့မျှော်လင့်ပါတယ်လို့မျက်ရည်လဲရွှဲနဲ့ပြောပြပါတယ်။2025ခုနှစ်မှာကြေးရွာကိုလျှို့ဝှက်ပြန်သွားခဲ့သူတွေရဲ့ပြောပြချက်အရစစ်ကောင်စီတပ်တွေဟာအင်ကောင်းတွေကိုရောင်းချပြီးအငယ်အများပြားကိုဖျက်ဆီးပစ်ခဲ့ကြတယ်လို့သိရပါတယ်။အယူဒါဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အရေးကြီးတဲ့ဆွေးနွေးချက်တစ်ခုဩဂတ်စ်လ22ရက်နေ့ကထွက်ပေါ်လာပါတယ်။ဩဂတ်စ်လ22ရက်နေ့မနက်9:00နာရီချိန်ကအွန်လိုင်းကတဆင့်ကျင်းပခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုတိယကြိမ်ဘုတ်ကော်မတီရဲ့ဂျာကာလာအထူးစည်းဝေးမှာပါတီတပါပတိအဖွဲ့ဝင်မန်းကျော်နီကအရေးကြီးတဲ့တွင်းလက်တဆောင်ကိုပါလိုက်ပါတယ်။နိုင်ငံတွေကနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းရမှာဒုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ခန်းကဏ္ဍကိုဘလို့ဒီနဲ့မှဖယ်ကျင်ထားလို့မရနိုင်ကြောင်း၎င်းကလေးအနက်ပြောကြားခဲ့ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေနဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်မတရားဖန်ဆီးထိမ့်သိမ်းခံထားရသူအလုံးချွင်းချက်မရှိလွတ်မြောက်ရေးဟာလူသားချင်းစာနာမှုကိစ္စတက်တက်တင်မကပဲနိုင်ငံရေးယုံကြည်မှုထိဆောက်ရေးအတွက်အရေးအကြီးဆုံးအခြေခံအချက်ဖြစ်တယ်လို့လည်းမန်းကျော်နီကဆိုပါတယ်။ဤအစည်းအဝေးကိုဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်တွေတိုင်းဒေသကြီးနဲ့ပြည်နယ်အလုပ်မှုဆောင်တွေအပါအဝင်စုစုပေါင်း95ဦးတက်ရောက်ခဲ့ကြပြီးတိုင်းဒေသအင်အားစုတွေပါဝင်တဲ့အားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးမှုတွေပေါ်ပေါက်လာရေးအတွက်ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်းသတင်းထုတ်ပြန်ထားပါတယ်။နေပြည်တော်ကစစ်အာဏာရှင်တွေရဲ့အာဏာဆုပ်ကိုင်ထားခြင်းတဲ့လောဘဇောတွေနဲ့ကစားကွက်တွေကိုစမ်းစစ်ကြည့်ရင်လည်းစိတ်ပြက်စရာကောင်းလာပါတယ်။နိုင်ငံရေးနဲ့စစ်ရေးအရာအဘက်ဘက်ကကြားရှုံးနေတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ၎င်းရဲ့ဗိုလ်ချုပ်တွေကိုနေရာပေးဖို့အတွက်နိုင်ငံတော်အဆင့်ပြည်ထောင်စုအင်အားစဉ်သတ်မှတ်ချက်ကို38နေရာကနေ50အထိတိုးချဲ့သတ်မှတ်လိုက်တဲ့လျှို့ဝှက်အမိန့်တစ်ခုထွက်ပေါ်လာပါတယ်။ဩဂုတ်လ23ရက်နေ့စွဲနဲ့ထုတ်ပြန်ထားတဲ့ဤအမိန့်အရစစ်တပ်ကာကွယ်ရေးဦးစီးချုပ်နေရာကိုရခိုင်ကအမှတ်စဉ်8မှာရှိခဲ့ရာကနေအဆင့်2ဆင့်တိုးမြင့်ပြီးအမှတ်စဉ်6နေရာကိုသတ်မှတ်ပေးလိုက်ပါတယ်။၎င်းအပြင်ဒုတိယကာကွယ်ရေးဦးစီးချုပ်ကိုအမှတ်စဉ်9မှာထည့်သွင်းထားပြီးညှိနှိုင်းကွပ်ကဲရေးမှူးရစ်တပ်ကာကွယ်ရေးဦးစီးချုပ်နဲ့လေတပ်ကာကွယ်ရေးဦးစီးချုပ်တို့ကိုလည်းအမှတ်စဉ်15ကနေ18အထိအသီးသီးနေရာပေးထားပါတယ်။၎င်းအပြင်စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးတွေကိုအမှတ်စဉ်26တိုင်းမှုတွေကိုအမှတ်စဉ်34နဲ့ကာကွယ်ရေးဝန်ကြီးဌာနကညွှန်ကြားရေးမှူးတွေကိုပါအမှတ်စဉ်50အထိထည့်သွင်းသတ်မှတ်ပေးလိုက်ပါတယ်။ရခိုင်အရသာအစိုးရလက်ထက်ကဒုတိယဗိုလ်ချုပ်ကြီးတွေဟာအမှတ်စဉ်22တိုင်းမှုတွေဟာအမှတ်စဉ်30မှာသာရှိခဲ့တာပါ။ဒီကဲ့သို့စစ်ဗိုလ်ချုပ်တွေကိုနိုင်ငံတော်အဆင့်ပြည်ထောင်စုအင်အားစဉ်ထဲမှာပုံမကျပြန့်စွာထည့်သွင်းလာတာဟာအာဏာကိုလက်လွတ်ရမှာကြောက်ရွံ့နေတဲ့စစ်ကောင်စီရဲ့စိတ်ကူးရင်အာဏာတည်ဆောက်မှုတစ်ခုသာဖြစ်တယ်လို့နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကဝေဖန်ထောက်ပြကြပါတယ်။ယခုကဲ့သို့နိုင်ငံရေးအရသွေးပြက်နေတဲ့စစ်အာဏာရှင်အုပ်စုဟာတော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူလူထုအကြားတက်ရှို့ဖို့စိတ်ဓာတ်ပြပြစေဖို့အတွက်နည်းပညာရက်တွေကိုမတမာတဲ့နည်းလမ်းတွေနဲ့အသုံးပြုပြီးဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေးတွေလှုပ်ဆောင်လာတာကိုပြည်သူလူထုသတိပြုမိကြပါလိမ့်မယ်။မကြာသေးခင်ကလူမှုကွန်ရက်စာမျက်နှာတွေမှာဒေါအောင်ဆန်းစုကြည်ရဲ့အတန်နဲ့တော်လှန်ရေးအဖွဲ့တွေတိုက်ခိုက်မှုတွေရပ်တန့်ဖို့ပြောကြားထားတဲ့အတန်ဖိုင်တစ်ခုထွက်ပေါ်ခဲ့ပါတယ်။သို့တော်လည်းဤအတန်ဖိုင်ဟာ AI နည်းပညာသုံးပြီးဖန်တီးထားတဲ့အတုရောင်မျှတာဖြစ်ကြောင်းနည်းပညာရှင်တွေနဲ့လူဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေကချက်ချင်းဖော်ထုတ်နိုင်ခဲ့ပါတယ်။စစ်စစ်ဤကဲ့သို့နည်းပညာတွေဟာအင်မတန်အန္တရာယ်ကြီးမားလှပြီးစ
စေအုပ်စုရဲ့သွေးပြတ်မှုကိုရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းနမူနာပြသဖို့အတွက် AI နည်းပညာနဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အတန်ကိုတူပပြီးဖန်တီးထားတဲ့အတန်ဖိုင်ကိုဖွင့်ပြချင်ပါတယ်စစ်ကောင်းဆောင်ရဲ့အတန်တူကဘာပြောထားလဲဆိုရင်အမေကြီးအနေနဲ့ကျွန်တော်ကျူးလွန်ထားသမျှပြစ်မှုတွေကိုခွင့်လွှတ်ပေးဖို့အတွက်တောင်းဆိုခြင်းနဲ့အမေခွင့်လွှတ်ပေးမယ်ဆိုရင်အမေကြီးကိုပြန်လွှတ်ပေးပါမယ် PDF တွေရဲ့ထိုးစစ်ကိုကျွန်တော်တို့ဘယ်လို့မှတောင်းခံနိုင်စွမ်းမရှိတော့ပါ ICC ကဖမ်းဝရမ်းထုတ်တော့မှာမလို့ကျွန်တော်အရန်ကြောက်နေလို့ပါဆိုပြီးဖြစ်ပါတယ်၎င်းပြင်ကိုကြီးကျွန်တော်ကိုတိတ်မပြင်းပါနဲ့ဗျာကျွန်တော်အခုလိုမျိုးလိမ်မာစားပါမယ်ကျွန်တော်ကိုတောင်းစားအဖွဲ့ပြအောင်မလုပ်ပါနဲ့ဗျာဆိုတဲ့အတန်တွေကိုလည်းဤပညာနဲ့စမ်းသပ်တုပဖန်တီးနိုင်ပါတယ်ဒါကြောင့်မို့မိဘပြည်သူတွေအနေနဲ့လူမှုကွန်ရက်ပေါ်ကထွက်ပေါ်လာသမျှအတန်ဖိုင်တွေရုပ်ပုံတွေကိုမူရင်းအရေးမြစ်ထုတ်ပြန်တဲ့အချိန်နဲ့တခြားယုံကြည်ရတဲ့သတင်းရင်းမြစ်တွေနဲ့တေချာစွာတိုက်ဆိုင်စစ်ဆေးပြီးမှသာယုံကြည်ကြဖို့လိုအပ်ပါတယ်တစ်ဖက်မှာလည်းစေအုပ်စုဟာလွတ်လပ်တဲ့သတင်းမီဒီယာတွေအပေါ်ဖိနှိပ်မှုတွေကိုတိုးမြင့်လှုံ့ဆော်နေပါတယ်အလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာလှုပ်ရှားမှုအဖွဲ့အစည်းအစည်းအဝေးခန်းစာအရဆရာနာသိမ်းပြီးနောက်ပိုင်းသတင်းတောက်150ကျော်ဖမ်းဆီးခံခဲ့ရပြီးသတင်းတောက်တအုပ်အသက်ဆုံးရှုံးခဲ့ရပါတယ်၎င်းအပြင်မကြသေးမီကစစ်ကောင်စီဟာချင်းပြည်နယ်ခြေဆိုင်လွတ်လပ်တဲ့သတင်းဌာန6ခုရဲ့လုပ်ငန်းလိုင်စင်တွေကိုထပ်မံရုပ်သိမ်းခဲ့တာကြောင့်အာဏာသိမ်းပြီးကတည်းကလိုင်စင်ရုပ်သိမ်းခံရတဲ့မီဒီယာဌာနစုစုပေါင်း22ခုအထိရှိလာခဲ့ပါတယ်၎င်းတို့က Telegram နဲ့ TikTok လိုလူမှုကွန်ရက်တွေမှာသတင်းမှားတွေစနစ်တကျဖြန့်ဝေပြီးစိတ်သက်စစ်စင်ရေးတွေပြုလုပ်နေပေမဲ့ပြည်သူတွေရဲ့စစ်တပ်ဝါဒဖြန့်မီဒီယာကြည့်ရှုမှုနှုန်းဟာ86%အထိကျဆင်းသွားခဲ့ပြီးပြည်သူတွေဟာလွတ်လပ်တဲ့သတင်းဌာနတွေကိုသာယုံကြည်အားထားနေကြဆဲဖြစ်ပါတယ်စစ်ကောင်စီရဲ့အကျင့်ပြတ်ခြစားမှုတွေဟာစစ်တပ်အတိုင်းဝိုင်းတွေမကပဲပြည်သူ့ကျန်းမာရေးခန္ဓာရဲ့အဓိကကျတဲ့ပညာရေးနယ်ပယ်ထိကူးစက်ပြန့်ပွားနေတာကိုစိတ်မသာညှိတွားပွဲတွေ့မြင်ရပါတယ်မကွေးအခြေခံကျန်းမာရေးတက္ကသိုလ်တွေမှာစာမေးပွဲစာခိုးချမှုတွေငွေပေးပြီးအပြေလွှာပြန်ပြင်ခွင့်ရမှုတွေကျူရှင်စနစ်နဲ့မတရားဝိညာဉ်မှုတွေကျေပြန့်စွာဖြစ်ပေါ်နေပေမဲ့ဗမာခကျော်ဒေါက်တာထွန်းတင်ကလစ်လျူရှုထားတယ်လို့တက္ကသိုလ်အတိုင်းဝိုင်းကပြောပါတယ်ကျောင်းသားတွေရဲ့ပြောပြချက်အရအရေးချင်းပြည့်မီအောင်တင် जा ပေးခြင်းထက်ကျူရှင်စနစ်ကိုအားထားနေရပြီးစာတင်ချိန်ပြင်ပတလကိုကျူရှင်ချင်းကျက်နှစ်သိန်းမှစတင်ပေးဆောင်နေရပါတယ်။မော်ကျူတစ်ခုကို10ရက်ခန့်သာတင် जा ပြီးကျက်နှစ်သိန်းပေးရတဲ့အပြင်စာမေးပွဲဖြည့်ဆိုတဲ့စာရွက်ကအစဝယ်ပေးရတယ်လို့စာမေးပွဲပုတ်ထိုင်တဲ့ဆရာမတွေကိုလည်းကျွေးမွေးရတယ်လို့သိရပါတယ်။6လကြာတင်တန်းတက်ရောက်ဖို့အတွက်အနည်းဆုံးကျက်သိန်း200မှ300အထိကုန်ကျနေပေမဲ့နောက်ဆုံးမှာတော့တရားမျှတစွာအကဲဖြတ်ခံရခြင်းမရှိဘဲငွေကြေးတက်နိုင်သူတွေကသာမတမာတဲ့နီလန်းတွေနဲ့အဆင့်ကောင်းတွေဖျားရှိနေကြပါတယ်။မြေပြင်ကအယက်သားပြည်သူတွေရဲ့အသက်လုံခြုံရေးအခြေအနေဟာလည်းတရားဥပဒေစိုးမိုးမှုကင်းမဲ့လာတာနဲ့အမျှအလွန်စိုးရိမ်စရာအခြေအနေတို့ဆက်ရောက်နေပါတယ်။ AR တိုင်းဟင်္ဒရာမြို့နယ်နယ်မိတ်ကျေးရွာသို့မဟုတ်နယ်မိတ်ကျေးရွာမှာတဦးတည်းနေထိုင်တဲ့အသက်82နှစ်ရွယ်အငယ်စားကျောင်းဆရာမကြီးဒေါ်လာဝင်ခါဩဂတ်လ21ရက်နေ့နေ့လယ်ပိုင်းကနေအတွင်းဝင်ရောက်ခိုးယူနေတဲ့တခိုးနဲ့တပ်ပင်တိုးပြီးရက်ဆက်စွာတပ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ဥပုပ်ကျောင်းကနေနေအိမ်ကိုပြန်လာတဲ့ဆရာမကြီးကိုတခိုးကလယ်ပင်ကိုတားရည်ကျိုးနဲ့ရစ်ပတ်ကအသက်အန္တရာယ်ပြုခဲ့တာဖြစ်ပါတယ်။ဆရာမကြီးရဲ့ရုပ်အလောင်းကိုနေအိမ်ရေချိုးကန်အတွင်းမှာမှောက်လျက်အနေထားနဲ့ပြန်လည်တွေ့ရှိခဲ့ရပြီးစစ်ကောင်စီရဲ့ရဲတပ်ဖွဲ့ကတော့ယနေ့အချိန်ထိတရက်ခန့်ကိုဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ရဲတပ်ဖွဲ့ဝင်တွေဟာပြည်သူ့လုံခြုံရေးကိုကာကွယ်ပေးရမယ့်အစားတော်လိုင်းအင်အားစုတွေကိုလိုက်လံဖမ်းဆီးဖို့သာအာရုံစိုက်နေတာကြောင့်နိုင်ငံတော်မှာဒုစရိုက်မှုတွေပုံမှုများပြားလာနေပါတယ်။ယခုကဲ့သို့သောစစ်ဘေးဒုစရိုက်ဘေးတွေအပြင်တဘာဝဘေးအန္တရာယ်တွေဟာလည်းပြည်သူလူထုရဲ့ရင်ဝကိုအဆက်မပြတ်ဆောက်ကန်နေတယ်လို့ခန်းစားကြရပါတယ်။ AR တိုင်းအတွင်းမှာငွေမြင့်ရေကာတာကျိုးပမှုကြောင့်ဖြစ်ပွားနေတဲ့ရေဘေးတင်မှုဟာ၃ဘက်ကျော်လာတဲ့အထိမငြိမ့်သက်နိုင်သေးပါဘူး။ဇူလိုင်လ31ရက်နေ့နက်အစောပိုင်းကလေးမျက်နှာမြို့နယ်မြေကျိုးကျေးရွာအနီးငဝမြင့်ရေကာတာကျိုးပေါက်ခဲ့ရာကနေမြေတွေအလုံးအင်းနဲ့ဝင်ရောက်ခဲ့ပြီးကျိုးပေါက်တဲ့တာကိုအပြည့်အဝမပိတ်နိုင်သေးတာကြောင့်အောက်ဘက်က Astrich ရေကြီးကျုံပြောမှနာတိုင်းချောင်းချောင်းကုန်းနဲ့အိမ်မဲမြို့နယ်တွေအထိရေဘေးတင်ဧရိယာကျယ်ပြန့်လာနေပါတယ်။ရေကြီးမြို့မှာဩဂတ်လ22ရက်ညပိုင်းကလူငယ်2ဦးရေစီးတဲ့မျောပါသွားခဲ့ပြီးတဦးကိုအသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ပေမဲ့အသက်23နှစ်အရွယ်လူငယ်2ဦးကတော့လက်ရှိအချိန်ထိပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ကျုံပြောမြို့ပေါ်ရက်ကွက်တွေနဲ့ကျောင်းကုန်းမြို့ပေါ်ရက်ကွက်တွေမှာလည်းရေဝင်နှိမ့်မြုပ်နေပြီးကျောင်းကုန်းပန်တနော်လမ်းပေါ်မှာပါရေကျော်နေပြီးဖြစ်ပါတယ်အလားတူပဲအိမ်မဲမြို့နယ်တွေရှိအနိမ့်ပိုင်းကျေးရွာတွေဖြစ်တဲ့ထိန်ငူနဲ့ကျွဲလန်းကျေးရွာတွေမှာလည်းရေဝင်နှိမ့်မြုပ်မှုတွေပြင်းထန်နေပါတယ်ထို့အပြင်ဩဂုတ်လ23ရက်နေ့မနက်10:15မိနစ်အချိန်ခန့်ကဖေကုံမြို့အနီးကိုဗဟိုပြုပြီးမြေအောက်နဲ့10ကီလိုမီတာခန့်မှာရီကာစကေ 4.6 အဆင့်ရှိမြင်းကနေတစ်ခုလှုပ်ခတ်သွားခဲ့ရာရန်ကုန်ပဲခူးနဲ့ AR တိုင်းတို့ကပြည်သူတွေတိတာစွာခန်းစားခဲ့ကြရပါတယ်2025ခုနှစ်မတ်လ28ရက်နေ့ကစကိုင်းမြို့ကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ပြင်းအား 9.8 အဆင့်ရှိစကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ချီသေဆုံးခဲ့ရပြီးနောက်ပိုင်းမြန်မာနိုင်ငံတဝန်းမှာငလင်လှုပ်ခတ်မှုတွေမယားကနဖြစ်ပေါ်နေတာဖြစ်ပါတယ်
ရန်ကုန်မြို့ကအင်ချမ်းမြေနဲ့စီးပွားရေးကဏ္ဍဘက်ကိုလှည့်ကြည့်ရင်လည်းစစ်ကောင်စီရဲ့မတရားဝေညစ်အမြတ်ထုတ်မှုတွေကြောင့်ပြည်သူတွေဒုက္ခပင်လယ်ဝင်နေရပါတယ်။ရန်ကုန်မြို့ပေါ်ကအင်ယာတိုက်ခန်း80ရာခိုင်နှုန်းခန့်မှာမြို့တော်စီပင်ကထုတ်ပေးတဲ့လူနေထိုင်ခွင့် BCC လက်မှတ်မရှိဘဲနေထိုင်နေကြရတာပါ။ရခိုင်ကစီပင်အရာရှိတွေဟာဆောက်လုပ်ရေးလုပ်ငန်းရှင်တွေစီကနေလာငွေတွေယူပြီးဆောက်လုပ်ခွင့်ပြုခဲ့ပေမဲ့အခုခါမှာတော့စစ်ကောင်စီကဤဆောက်အုံတွေကိုလိုက်လံပိတ်သိမ်းပြီးအရေးယူမှုတွေလှုံ့ဆော်လာပါတယ်။အထူးသဖြင့်စမ်းကြောင်းမြို့နယ်ကကန်ထရိုက်တာတင်ဝင်းဆောက်လုပ်ထားတဲ့အထက်မြင့်တိုက်32လုံးကိုစီပင်ကပိတ်သိမ်းအရေးယူထားပြီးကန်ထရိုက်တာနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုတချို့ကိုပါဖမ်းဆီးထားပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေရဲ့အဆိုအရဤလုပ်ရက်တွေဟာနိုင်ငံခြားငွေဒေါ်လာလိုအပ်ချက်ပြင်းထန်နေတဲ့စစ်ကောင်စီကပြည်သူတွေနဲ့လုပ်ငန်းရှင်တွေစီကနေငွေညစ်ဖို့ရည်ရွယ်ချက်ရှိလှုံ့ဆော်နေတာဖြစ်တယ်လို့ဆိုပါတယ်။ငါထပ်တိုက်တစ်လုံးကိုခွင့်ပြုချက်ရဖို့အတွက်အနည်းဆုံး7,000ခန့်အထိအစစ်စစ်ပေးဆောင်ခဲ့ရတယ်လို့လည်းသိရပါတယ်။ဒီကဲ့သို့ဗမိုးကျက်စရာသတင်းတွေကြားမှာဂီတချစ်သူပြည်သူလူထုတရက်လုံးကိုယူကျုံမရဝမ်းနဲ့ကြေကွဲစေခဲ့ရတဲ့သတင်းတစ်ခုဩဂုတ်လ22ရက်နေ့ညပိုင်းကထွက်ပေါ်လာခဲ့ပါတယ်။အနည်း40ကျော်တိုင်အောင်မြန်မာဂီတလောကမှာတော်လိုင်းရေးတချင်းတွေနဲ့လူသိများထင်ရှားခဲ့တဲ့ဝိုင်းရင်တေးဆိုစိုက်ချက်ခေါဦးငယ်ညီဝင်းဟာအသက်66နှစ်အရွယ်မှာအဆုတ်ထဲရေဝင်ပြီးပိုးဝင်ရာကတဆင့်ကွယ်လွန်သွားခဲ့ပါတယ်။ဗစ်တိုးရီးယားဆေးရုံမှာစေကူတာမှုခံယူနေရင်ကွယ်လွန်သွားခဲ့တဲ့ဂိုင်းစာရဲ့နာမည်ကျော်တချင်းတွေဖြစ်တဲ့မနိုးပါစီနဲ့မိုးရဲ့ရောမမိုးရိုမရဲ့ညနေခင်းလက်ဖက်ရည်ဆိုင်သွားကြစို့စတဲ့တချင်းကောင်းပေါင်းများစွာဟာယနေ့ထက်တိုင်ခေတ်ဆက်ဆက်ပြည်သက်တွေရဲ့ရင်ထဲမှာဆွဲထင်ချင်ရနေစေဖြစ်ပါတယ်။ဂိုင်စာကွယ်လွန်သွားတာဟာမြန်မာအမှုပညာလောကအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်လို့၎င်းချန်ထားရခဲ့တဲ့တချင်းကောင်းတွေကတော့ Thank you Kayon is going on this ပြည်သူတွေရဲ့ရင်ထဲမှာအမှုပညာအမွေအဖြစ်ထာဝရတည်ရှိနေဦးမှာဖြစ်ပါတယ်။နိုင်ငံတကာရေးရာတွေဘက်ကိုလှည့်ကြည့်ရရင်တော့အမေရိကန်နဲ့အီရန်အကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာပုံပြင်းထန်တဲ့အခြေအနေတွေစီကိုဦးတည်နေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်နိုင်ငံအနေနဲ့အမေရိကန်နဲ့မှန်ကန်မျှတတဲ့သဘောတူညီချက်တစ်ခုရယူဖို့အဆင်သင့်မဖြစ်သေးကြောင်းဩဂတ်စ်လ22ရက်နေ့ကတရားဝင်ပြောကြားခဲ့ပါတယ်။အီရန်ရဲ့စီးပွားရေးနဲ့ငွေကြေးအခြေအနေဟာအလွန်ကိုအားနည်းကျဆင်းနေပြီးအီရန်ငွေကြေးတန်ဖိုးဟာ35ရာခိုင်နှုန်းအထိထိုးကျနေတယ်လို့စစ်သားတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေကိုတောင်းဘာသာပေးနိုင်စွမ်းမရှိတော့ဘူးလို့ဆိုပါတယ်။သို့တော့လည်းအီရန်သမ္မတဆိုပီဇက်ချ်ကီယန်ကတော့တီဟီရန်အနေနဲ့စစ်ပွဲကိုအင်အားတာလွန်တဲ့အနေအထားကနေသာအဆုံးသတ်ခြင်းပြီးလက်ရှိဝါရှင်တန်နဲ့ချုပ်ဆိုထားတဲ့နားလည်မှုဟာအီရန်အတွက်အောင်ပွဲဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ဒီအတော်တွင်အမေရိကန်စစ်တပ်ဟာဟော်မုဇ်ရေလက်ကြားတစ်ဝိုက်နဲ့နီနာကုန်းမြေဒေသတွေကိုအပြည့်အဝထိန်းချုပ်ထားပြီးမေလကစတင်ကရေနံတင်သင်္ဘောတွေဟော်မုဇ်ရေလက်ကြားကိုဖျက်ဆီးနိုင်ဖို့ရေနံစီပေါင်း660မီလီယံကျော်တည်ယူပို့ဆောင်ရေးကိုကူညီပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းအီရန်လွှတ်တော်ကပြည်သူတွေအနေနဲ့ BBC, VOA စတဲ့နိုင်ငံခြားမီဒီယာတွေတန်ယုံတွေနဲ့ဆက်သွယ်ပြောဆိုရင်ထောင်ဒဏ်10နှစ်အထိအပြစ်ပေးမဲ့ဥပဒေသစ်တစ်ရပ်ကိုအတည်ပြုလိုက်တာကြောင့်အီရန်ပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။တစ်ဖက်မှာတော့တရုတ်နဲ့ထိုင်ဝမ်ကြားနိုင်ငံရေးတင်းမာမှုတွေအကြားမှာမလေးရှားနိုင်ငံကအကြောင်းဝင်ပတ်သက်လာခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်စ်ကတရုတ်နိုင်ငံရဲ့မူဝါဒကိုအပြည့်အဝထောက်ခံကြောင်းနဲ့ထိုင်ဝမ်ဟာတရုတ်နိုင်ငံရဲ့ခွဲထွက်လို့မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ကြောင်းအယ်ဂျာစီယာသတင်းဌာနနဲ့အင်တာဗျူးမှာပြောဆိုခဲ့ရာထိုင်ဝမ်နိုင်ငံသားရေးဝန်ကြီးဌာနကပြင်းပြင်းထန်ထန်ဒေါသတကြီးဝေဖန်ခဲ့ပါတယ်။ဤပြောဆိုချက်ဟာမလေးရှားမှာရင်းနှီးမြှုပ်နှံထားတဲ့ထိုင်ဝမ်စီးပွားရေးသမားတွေရဲ့ယုံကြည်မှုကိုထိခိုက်စေနိုင်တယ်လို့ထိုင်ဝမ်အစိုးရကသတိပေးထားပါတယ်။အလားတူပဲတရုတ်နိုင်ငံဟာအင်ဒိုနီးရှားနိုင်ငံနဲ့လည်းစစ်ရေးနဲ့စွမ်းရည်ပူးပေါင်းဆောင်ရွက်မှုတွေကိုတိုးမြှင့်ဖို့ဩဂတ်လ21ရက်နေ့ကသဘောတူညီခဲ့ကြပါတယ်။တရုတ်နိုင်ငံသားရေးဝန်ကြီးဝမ်ယာအင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးကာကွယ်ရေးဝန်ကြီးတို့နဲ့တွေ့ဆုံပြီးနီကယ်၊တန်ဖြူ၊ရွှေနဲ့ကြောင်မီးသွေးတင်ပို့မှုတွေအပြင်ကာကွယ်ရေးနည်းပညာတွေမှာပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ပြည်ထောင်နိုင်ငံဘက်ကိုချီးရရင်လည်း Just Stop Wine သို့မဟုတ် Brain အုပ်စုလို့ခေါ်တဲ့ယာတိဥတုလှုပ်ရှားသူ9ဦးအပေါ်ပြည်ထောင်တရားရုံးကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေအရအပြစ်ပေးရန်မတင်ကြောင်းတရားသူကြီးရောဘတ်စ်ကဆုံးဖြတ်ခဲ့ပါတယ်။ဤအုပ်စုဟာ2024ခုနှစ်ဩဂုတ်လကဆန္ဒပြမှုအတွင်းမှန်ပြတိုင်းပေါက်တွေကိုဖျက်ဆီးပြီးစေးနီရောင်တွေနဲ့ပပြန့်ခဲ့တာကြောင့်ပေါင်း2သိန်းကျော်ဖျက်ဆီးမှုနဲ့ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ဂျပန်နိုင်ငံအိုဆာကာမှာ2009ခုနှစ်ကပတ်ချင်ကိုဂိမ်းစားရုံကိုမိရှို့ပြီးလူ9ဦးသေဆုံးစေခဲ့တဲ့တရားခံကိုမကြသေးမီကချိုပေအဒရစ်တေတန်စီရင်ခဲ့ပါတယ်။ဂျပန်နိုင်ငံမှာတေတန်ချမှတ်တဲ့အခါအကျဉ်းသားကိုမလိုအပ်ဘဲစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေမဖြစ်စေဖို့အတွက်ဂျိုးပေးမဲ့နေ့မနက်ပိုင်းကျမှသာအတိပေးတဲ့ထုံးစံရှိပါတယ်။ကမ္ဘာစီးပွားရေးအခြေအနေတွေနဲ့အတူတရုတ်နိုင်ငံရဲ့လှုပ်ရှားမှုတွေကိုလေ့လာကြည့်ရင်တရုတ်နိုင်ငံရဲ့ဗဟိုဘဏ်ဟာအမေရိကန်ဒေါ်လာပေါ်မိခိုမှုကိုရှော့ချဖို့နဲ့အနာဂတ်ရာသီဥတုသို့မဟုတ်စစ်ပွဲတွေကြောင့်ပိတ်ဆို့မှုဒဏ်တွေကနေကာကွယ်ဖို့အတွက် express trade တွေကိုတောက်လျှောက်ဝယ်ယူစုဆောင်းနေပါတယ်။2026ခုနှစ်ဇူလိုင်လအပြီးမှာတရုတ်ဗဟိုဘဏ်ဟာ9လဆက်တိုက်ရွှေတွေကိုဝယ်ယူခဲ့ပြီး2025ခုနှစ်အထိတရားဝင်ရွှေရန်တန်ချိန်230ခန်းအထိပိုင်းဆိုင်ထားက၎င်းဟာတ
တရုတ်နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေရဲ့9%ခန့်ရှိပါတယ်တရုတ်နိုင်ငံကဤကဲ့သို့ရွှေစုဆောင်းနေစဉ်မှာပဲအမေရိကန်ခြေဆိုင် US Reports UPC ရဲ့သတ်မှတ်ချက်အရမြန်မာနိုင်ငံရဲ့အုပ်ချုပ်မှုအရေးသွေးဟာအာဆီယံနိုင်ငံတွေထဲမှာအနိုင်ဆုံးအဆင့်ကိုရောက်ရှိသွားခဲ့ပြီးကမ္ဘာအဆင့်69နေရာမှာသာရှိပါတော့တယ်အလားတူစစ်ကောင်စီဟာနိုင်ငံတကာကဒီဝါလီခံထားရတဲ့ဘယ်လာရုစ်ဖနက်ဆက်ယုံတယုံကိုတောင်ရန်ကုန်သို့မဟုတ်နေပြည်တော်စီခေါ်ဆောင်လာဖို့လှုံ့ဆော်နေတဲ့အခြေအနေတွေကလည်း၎င်းတို့ရဲ့စီးပွားရေးကြာဆုံးမှုကို scoring စေပါတယ်ထို့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းနန်ခမ်းမြို့နယ်အတွင်းမှာတရုတ်လူစိမ်းတွေကဒေသခံပြည်သူတွေကိုကြိုတင်အတိပေးခြင်းမရှိဘဲလက်ဖက်ခြံတွေအတွင်းဝင်ရောက်ပြီးမြေရှားတတုစမ်းသပ်တူဖော်မှုတွေပြုလုပ်နေတာကြောင့်ဒေသခံပြည်သူတွေအလွန်ပင်စည်ရန်ပူပန်နေကြပါတယ်မန်ဆက်မန်ဖူးနဲ့မန်ပန်ကျေးရွာတွေမှာစမ်းသပ်တွင်ပေါင်း16ပေါက်ကနေ40ကျော်အထိတူဖော်ထားပြီးအနက်10ပေကနေပေ30ခန့်အထိရှိနေပါတယ်။ဤလောက်ရက်တွေကြောင့်ဒေသခံတောင်သူ60%ကျော်ရဲ့စိုက်ပျိုးရေးနဲ့ရေထွက်ဦးတောင်တန်းတွေထိခိုက်ပျက်စီးနိုင်ခြေရှိနေပါတယ်။2019ကနေ2025ခုနှစ်အထိရှစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံဟာတရုတ်နိုင်ငံအတွက်မြေရှားသတ္တုအဓိကတင်ပို့ရာဖြစ်ခဲ့ပြီးစုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာဘီလီယံကျော်ရှိခဲ့ကြောင်းသိရပါတယ်။နိုင်ငံတကာစစ်ရေးနဲ့တန်တမာရေးရာမျက်နှာစာဘက်ကိုဆက်ပြီးလှည့်ကြည့်ကြပါတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်းတန်တမာရေးအရာအဖက်ဖက်ကဖဲခြင်းခံထားရတဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ၎င်းရဲ့ပြောင်းဝင်မှုကိုနိုင်ငံတကာမျက်နှာစာမှာပြသနိုင်မှုအတွက်ရုရှားနိုင်ငံကရင်မလင်နန်းတော်နဲ့ဘယ်လာရုစ်နိုင်ငံမင်းမြို့တွေစီကိုတွားရောက်ခဲ့ပြီးရုရှားသမ္မတထောင်ပူတင်ပတ်ဘယ်လာရုစ်သမ္မတအန်ခဲလူကာရှန်ကိုတို့နဲ့အတူတွေ့ဆုံပြသခဲ့ပါတယ်2021ခုနှစ်နောက်ပိုင်းမှာရုရှားနဲ့ဘယ်လာရုစ်နိုင်ငံတွေဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတင်ပို့တဲ့အဓိကထိပ်တန်းသုံးနိုင်ငံစီးရင်မှာပါဝင်နေပြီးတရားဝင်ထုတ်ပြန်ချက်တွေမှာလက်နက်အယောင်းဝယ်ကိစ္စတွေကိုထည့်သွင်းဖော်ပြလိမ့်မရှိတော့လဲခီးစဉ်တိုင်းမှာလက်နက်ကိစ္စတွေကတော့မပါမဖြစ်ပါဝင်နေတယ်လို့၎င်းခီးစဉ်ကိုလိုက်ပါဘူးတဲ့စစ်တပ်အရာရှိတူကပြောပြပါတယ်စစ်ကောင်းဆောင်ဟာ၎င်းရဲ့ရုရှားနဲ့ဘယ်လာရုစ်ခီးစဉ်တွေအတွင်းမှာ AMI လေယာဉ်ပေါ်ကိုမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အချမ်းသာဆုံးစီးရင်ဝင်တွေကိုတင်ဆောင်သွားခဲ့ပြီးမြန်မာနိုင်ငံရဲ့စွမ်းအင်ရေနံနဲ့သဘာဝဓာတ်ငွေ့ကြောင်မီးသွေးနဲ့တမရီကဏ္ဍတွေအပြင်ထက်ဝက်ရေနံစိတ်ကမ်းလို့စီမံကိန်းကြီးတွေမှာလာရောက်ရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ရုရှားနိုင်ငံကိုယ်တိုင်လည်းယူကရိန်းစစ်ပွဲကြောင့်စစ်စရိတ်အလွန်ထောင်းနေပြီး၎င်းရဲ့နိုင်ငံရခြားပိုင်ဆိုင်မှုတွေတော်တော်များများထိမ့်သိမ်းပိတ်ဆို့ခံထားရသလိုပြည်တွင်းစီးပွားရေးလည်းကြာရှင်းနေတာကြောင့်အီစီမန်ကိန်းကြီးတွေမှာရုရှားအနေနဲ့တကယ်ပဲပတ်စံသုံးနိုင်ပါမလားဆိုတာကတော့လေ့လာသူတွေကြားစဉ်းစားစရာဖြစ်နေပါတယ်သို့တော်လည်းရုရှားနိုင်ငံပိုင်အနုမြူစွမ်းအင်ကော်ပိုရေးရှင်းဖြစ်တဲ့Rosatom's ကတော့မြန်မာနိုင်ငံမှာအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံတည်ဆောက်ပေးဖို့သဘောတူညီချက်တွေကိုစတင်အကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်။ဤစက်ရုံဟာကနဦးမှာဓာတ်အား130မဂါဝပ်ထုတ်လုပ်မှာဖြစ်ပြီး330မဂါဝပ်အပြီးထိတိုးချဲ့သွားဖို့ရှိပါတယ်။ဒီကဲ့သို့သော330မဂါဝပ်စက်ရုံအတွက်ရုရှားကဥဇဘက်ကစ္စတန်မှာလည်းဆောက်လုပ်ပေးနေပြီးကုန်ကျစရိတ်ဒေါ်လာ2ဘီလီယံခန့်ရှိက130မဂါဝပ်စက်ရုံအတွက်ဒေါ်လာ1ဘီလီယံအောက်ကုန်ကျဖို့မှန်းဆထားကြပါတယ်။၎င်းအပြင်စစ်ကောင်းဆောင်ရဲ့ရုရှားခီးစဉ်အတွင်းမှာအမေရိကန်ပါဝင်အနောက်နိုင်ငံတွေရဲ့တစ်ဖက်သက်ပိတ်ဆို့မှုတွေကိုအတူတကွဆက်လက်ရင်ဆိုင်ကျော်လွှားသွားဖို့အတွက်တစ်ဖက်သက်အကြက်ကင်ဆောင်ရွက်မှုတွေရဲ့ဆိုးရွားတဲ့တက်ရောက်မှုတွေကိုတုံ့ပြန်ဖြေရှင်းဖို့နီလန်းတွေနဲ့ပတ်သက်တဲ့သဘောတူညီမှုအပါအဝင်နားလည်မှုစာချုပ်လွှာ12ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ရုရှားမှာပညာတော်သင်ခဲ့တဲ့မြန်မာစစ်ဗိုလ်ပညာတော်သင်ဦးရီဟာလည်း9000ကျော်ရှိသွားပြီဖြစ်ပါတယ်။ဘယ်လာရုစ်နိုင်ငံနဲ့ဆက်ဆံရေးဘက်မှာလည်းမင်းမြို့ကမြန်မာကောင်စစ်ဝင်ရုံးကိုတန်ယုံအဆင့်သို့တိုးမြင့်ဖွင့်လှစ်ခဲ့ပြီးသဘောတူစာချုပ်နဲ့နားလည်မှုစာချုပ်လွှာ9ခုအထိလက်မှတ်ရေးထိုးခဲ့ပါတယ်။ဥရောပရဲ့နောက်ဆုံးအာဏာရှင်လို့လူသိများတဲ့ဘယ်လာရုစ်သမ္မတလူကာရှန်ကိုဟာနေပြည်တော်သို့2025ခုနှစ်ရွေးကောက်ပွဲမတိုင်ခင်ကတစ်ကြိမ်ရွေးကောက်ပွဲပြီးနောက်တစ်ကြိမ်လာရောက်လည်ပတ်ခဲ့ပြီး၎င်းကမြန်မာပြည်အကြောင်းကိုနှစ်ပတ်လုံးအလေးထားလေ့လာနေခဲ့တာကြောင့်ကောင်းကောင်းသိရှိကြောင်းနဲ့တရားစာတတွေကိုစိတ်ဝင်စားကြောင်းပြောကြားခဲ့ပါတယ်။လူကာရှန်ကိုကမီဒီယာတွေရှိမှမြန်မာပြည်သူတွေအတွက်ဒီကနေ့ရောနောက်နာကမှာပါလူဒါမှန်သမျှကူညီဖို့ရှိနေတယ်လို့ပြောဆိုခဲ့ပေမဲ့စစ်ကောင်းဆောင်နဲ့အလွတ်သဘောတွေ့ဆုံမှုမှာတော့လူသိမခံတဲ့စစ်ရေးနဲ့လက်နက်ကိစ္စတွေကိုသာအဓိကဆွေးနွေးခဲ့ကြပါတယ်။မြန်မာစစ်တပ်ဟာရုရှားထုတ်တပတ်ရဲ့စစ်လက်နက်ပစ္စည်းတွေနဲ့လေယာဉ်အပိုပစ္စည်းတွေကိုဘယ်လာရုစ်နိုင်ငံကတဆင့်ဈေးသက်သက်သာနဲ့ဝယ်ယူနေရပြီးဤတစ်ခေါက်ခီးစဉ်အတွင်းမှာတော့လူကာရှန်ကိုက၎င်းကိုယ်တိုင်ခေတ်မှာတက်လက်နက်စက်ရုံမှာတွားရောက်စစ်ဆေးခဲ့တဲ့ပြည်တွင်းဖြစ် VSK 100 BC ချေမုံရေးရိုင်ဖယ်အသစ်ကိုစစ်ကောင်းဆောင်ထံမိတ်ဆက်ပေးခဲ့ပါတယ်။ဒီချေမုံရေးရိုင်ဖယ်တလက်ကိုလွတ်လပ်ရေးနန်းတော်မှာပြသဖို့တက်ဆောင်သွားခဲ့ပြီးပြည်ပသို့တင်ပို့ရောင်းချဖို့ရည်မှန်းထားတာဖြစ်ပါတယ်။မြန်မာစစ်အုပ်စုထံအခြားနိုင်ငံတွေကတဆင့်လက်နက်တွေလွှဲပြောင်းရောင်းချမှုတွေမှာဘယ်လာရုစ်နိုင်ငံရဲ့ပါဝင်ပတ်သက်နေမှုတွေကိုလူ့အခွင့်အရေးဖွဲ့တွေကလည်းအထောက်အထားတွေနဲ့တကွဖော်ထုတ်ထားပါတယ်။တစ်ဖက်မှာတော့ကမ္ဘာအခြားတစ်ဖက်ခြမ်းကသတင်းတစ်ခုကိုတင်ပြချင်ပါတယ်။ဩစတြေးလျနိုင်ငံကင်မရာသို့မဟုတ်ကမ်မျိုးခံမြို့မှာရိုဟင်ဂျာအင်အားစုတွေပူးပေါင်းပြီး2018ခုနှစ်အတွင်းမြန်မာစစ်တပ်ကကျူးလွန်ခဲ့တဲ့လူမျိုးတုံးတပ်ဖြတ်မှုတွေကိုရည်ညွှန်းတဲ့ဝန်내ခြင်းအထိမ်းအမှတ်အခမ်းအနားတစ်ခုကိုကျင်းပခဲ့ကြပါတယ်။
စစ်တပ်ရဲ့ရဲစလာတဲ့နေမြေရှင်းလင်းရေးစစ်စင်ရေးတွေကြောင့်အပြစ်မဲ့ရိုဟင်ဂျာပြည်သူတသိန်းကျော်သေဆုံးဒါမှမဟုတ်အိုးအိမ်မဲ့ဖြစ်ခဲ့ရပြီး9သိန်းကျော်ဟာအိန္ဒိချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုအသက်လူထွက်ပြေးခဲ့ကြရပါတယ်။ဩစတြေးလျရောက်ရိုဟင်ဂျာမျိုးသားတဦးဖြစ်တဲ့ Astrid က၎င်းတို့ရွာကိုစစ်တပ်ကဝင်ရောက်တိုက်ခိုက်စဉ်ခြေထောက်မှာတနက်တန်ရာရရှိခဲ့ပြီး၎င်းရဲ့တားဖြစ်သူကပိုးပိုးချီကဘင်္ဂလားဒေ့ရှ်နယ်စပ်အထိတိုက်ဆောင်ပြေးခဲ့ရတဲ့အကြောင်း၎င်းရဲ့ဖခင်နဲ့ဦးလေးနှစ်ဦးသေဆုံးခဲ့ရပြီးလက်ရှိဒုက္ခသည်စခန်းမှာကျန်ရစ်ခဲ့တဲ့အကိုဖြစ်သူအတွက်စိုးရင်ပူပန်နေရတဲ့အကြောင်းမျက်ရည်ကျကပြောပြခဲ့ပါတယ်။ရိုဟင်ဂျာလူငယ်အဖွဲ့ကိုယ်စားလှယ်ရော်ဘီအလန်ကလည်းမိမိတို့တွေးကြုံခဲ့ရတဲ့ရာဇဝမှုတွေကိုမမေ့ရပဲမိမိတို့ရဲ့မူလမိသူမျိုးဝါဖြစ်ကြောင်းတမိုင်းကိုထိမ့်သိမ်းထားဖို့အလွန်အရေးကြီးကြောင်းပြောကြားသွားခဲ့ပါတယ်။ကမ္ဘာစီးပွားရေးနဲ့ဗန်နာရေးဈေးကွက်သတင်းတွေကိုလည်းအနည်းငယ်တင်ပြပေးခြင်းပါတယ်။လက်ရှိရေနံစိမ်းဈေးနှုန်းတွေဟာတစ်စီးကို64ဒေါ်လာဝန်းကျင်မှာရှိနေပြီးအမေရိကန်နဲ့အီရန်ကြားစစ်ပွဲတွေကြောင့်ဗန်နာရေးဈေးကွက်အပေါ်စိုးရိမ်မှုတွေရှိနေဆဲဖြစ်ပါတယ်။ကမ္ဘာရွှေစင်းနှုန်းတွေကတော့200%ကျော်မြင့်တက်ပြီးတောင်စကို4060.35ဒေါ်လာအထိစံချိန်တင်မြင့်တက်လျက်ရှိပါတယ်။ Crypto ငွေကြေးစည်းကွက်မှာတော့ Ethers ငွေကြေးဟာ3.53%အထိကျဆင်းခဲ့ပြီး Astros Bitcoin ကတော့1.49%ခန့်ကျဆင်းခဲ့ပါတယ်။တစ်ဖက်မှာတော့ XRP ငွေကြေးကတော့14.34%အထိအပြင်းထန်မြင့်တက်ခဲ့ပါတယ်။လေယာစိုက်ပျိုးရေးထွက်ကုန်ဈေးကွက်မှာတော့ဆန်စက်နှုန်းဟာ4.10%အထိမြင့်တက်လာခဲ့ပါတယ်။မိဘပြည်သူများခင်ဗျာကျွန်တော်တို့ရဲ့ဒေသရှင်ကြီးကင်ဆာရဲ့ကွယ်လွန်မှုသတင်းကိုကြားရတဲ့အခါဘဝရဲ့မတည်မြဲခြင်းအနိစ္စတရားနဲ့တန်ဝေကတရားတွေကိုရရှိစေပါတယ်။ကမ္ဘာပေါ်ကအခြားနိုင်ငံတွေမှာလူသားတဦးရဲ့မွေးဖွားခြင်းကနေတည်ဆုံးခြင်းစီသွားတဲ့လမ်းခရီးဟာတက်တောင့်တက်တာရှိလာပေမဲ့ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ဘဝလမ်းခရီးကတော့အလွန်ပင်ပန်းဆင်းရဲလွန်းလှပါတယ်။နေ့စဉ်ဝမ်းစာအတွက်ခက်ခက်ရုန်းကန်နေရတဲ့အပြင်စစ်အာဏာရှင်တွေရဲ့မတရားဖိနှိပ်မှုတွေအကျင့်ပြတ်ခြစားမှုတွေနဲ့ရက်စက်တဲ့စစ်ပွဲတွေအောက်မှာစိုးရိမ်ပူပန်စိတ်တွေနဲ့ရှင်သန်နေကြရတာဖြစ်ပါတယ်။မနှက်ဖြန်တဲ့တမလွန်ဘယ်ရာကအရင်ရောက်လာမှမသိနိုင်တဲ့ဒီလောကကြီးထဲမှာစစ်အုပ်စုရဲ့ရက်စက်မှုတွေကြောင့်ပြည်သူတွေရဲ့ရင်ထဲမှာအမုန်းတရားတွေကိုရှော့ချလို့မရနိုင်အောင်ဖြစ်နေရပါတယ်။လူသားချင်းစာနာမှုအကူအညီလိုအပ်နေသူ16တန်းကျော်ရှိနေတဲ့ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုတွေကလည်းမြေပြင်ကပြည်သူတွေစီတို့ထိရောက်စွာရောက်ရှိမလာနိုင်ပဲခွဲခြားဆက်ဆံခံနေရပါတယ်။ဒါပေမဲ့မြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးမှကြားခဲ့တဲ့စကားတော်အတိုင်းမမေ့မလျော့သောတတိနဲ့ရှင်သန်နေထိုင်ကြဖို့မတရားမှုတွေကိုတွန်းလှန်ရင်းမိမိတို့ရဲ့လူသားပြည်သားတဲ့စိတ်ဓာတ်တွေကိုထိမ့်သိမ်းထားကြဖို့အလွန်အရေးကြီးလှပါတယ်။ဒီကနေ့ရဲ့အစာအုပ်မှာတင်ဆက်ခဲ့တဲ့ရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ကမိထီလာလေဒါစကန်ဌာနချုပ်မှာစစ်ဦးစီးအရာရှိဗိုလ်မှူးစိုးသူရဝင်းရဲ့နေအိမ်မှာပါဆယ်ပုံးပောက်ကွဲခဲ့တဲ့ဖြစ်စဉ်စီကိုပြန်လည်လက်ကြည့်ကြပါမယ်။ဒီပောက်ကွဲမှုဟာနေပြည်တော်ကစစ်ဗိုလ်ချုပ်တွေမြေပြင်ကအရက်သားပြည်သူတွေနဲ့ဘုံကြီးကျောင်းတွေပေါ်ကိုရရဆက်ဆက်ဘုံကျဲတပ်ဖြတ်နေမှုတွေပေါ်တော်လှန်ရေးအင်အားစုတွေရဲ့လှုပ်ဝက်တဲ့တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။စစ်ပွဲရဲ့အကျိုးဆက်တွေဟာလေကြောင်းကနေအမိန့်ပေးညွှန်ကြားနေတဲ့လေတပ်အရာရှိတွေရဲ့ရန်ကုန်မြို့ပေါ်ကအင်တကာဝအထိတွန်းဝင်လာနေပြီဖြစ်ပြီးအပြစ်မဲ့ပြည်သူတွေရဲ့အသက်တွေကိုတန်ဖိုးမထားဘဲရက်ဆက်စွာတပ်ဖြတ်နေသမျှကာလပတ်လုံး၎င်းတို့ကိုယ်တိုင်လည်းဘယ်နေရာမှအေဂျင့်စွာပုံအောင်နေထိုင်လို့ရမှာမဟုတ်ဘူးဆိုတာကိုဤပေါက်ကွဲမှုကပြက်ပြက်သားသားသတိပေးခေါင်းလောင်းထိုးလိုက်တာဖြစ်ပါတယ်။ဒီကနေ့သတင်းစီစဉ်ကတော့ဒီမှာပြီးဆုံးပါပြီ။မိဘပြည်သူအလုံးကိုကျမ်းမာစိတ်ချမ်းသာကြပြီးဘေးအန္တရာယ်အလုံးမှဝေးကွာကြပါစေခင်ဗျာ။